ကျွန်တော်ငငယ်ကဖိုးဖိုးကအငဲ့ပြောလေးရှိတယ်။ဒါမနဲ့နိုးရင်မျက်နှာမသိခင်ရေးရင်ထောက်တဲ့။အဲ့ဒီတော့ကတော့ကျွန်တော်လုံးဝနားမလဲခဲ့ဘူး။မျက်နှာတော့မသိရသေးပဲတောက်ရမှာလား။ရွံစရာကြီးလိုတောင်တွေးခဲ့မိတယ်။ဒါပေမဲ့ဆရာဝန်တယောက်ဖြစ်လာတဲ့အခါမှာတော့ဖိုးဖိုးပေးခဲ့တာဟာအဖိုးတန်တဲ့ဆေးတစ်ခွက်ဆိုတာသိလိုက်ရပါတယ်။ဘာလို့မျက်နှာမသိခင်တောက်ခိုက်တာလဲ။ညဘက်အိတ်နေချိန်မှာကျွန်တော်တို့ရဲ့ပါးစပ်ထဲမှာအကျိုးပြုတဲ့ဘက်တီးရီးယားလေးတွေရှိနေပါတယ်။အဲ့ဒါတွေကိုရေနဲ့အတူမျိုးချလိုက်တဲ့အခါအစာအိမ်ရဲ့အစစ်တက်ကိုထိန်းညှိပေးပြီးအစာကြီးစနစ်ကိုအလုတ်ဆလုပ်ဖို့နှိုးဆော်ပေးလိုက်တယ်လို့ပါပဲ။ဒါဟာတနေ့တာလုံးအတွက်တင်းရဲ့ဇီဝကံမှာဖြစ်စဉ်ကိုမြင့်တင်ပေးလိုက်တာပါ။ရေနိုးချင်းတောက်ထားရင်ဦးလန်းကျောင်းတွေကအစိတ်တောင့်တီကိုဖယ်ရှားပေးပြီးအစာကြီးစနစ်ကိုအစင်းသင့်ဖြစ်စေပါတယ်။ဒါအပြင်ဝမ်းချုပ်တက်သူတွေအတွက်တော့ဒါဟာတဘာဝဝမ်းနှုတ်စေပါပဲ။ မနက်ခင်းမှာခေါင်းမကြည်တာထိုင်းမိုင်းနေတာဟာရေဓာတ်ခန်းချောက်လို့ဖြစ်တာများပါတယ်။ရေတောက်လိုက်ရင်အုံနောက်စီကိုအောက်ဆီဂျင်ပိုရောက်သွားပြီးတနေ့တာလုံးတက်ကြွနေပါလိမ့်မယ်။ဒါရင်မကပဲညဘက်9နာရီ10နာရီကြာရေငတ်နေတဲ့တင့်ခန္ဓာကိုယ်ကိုရေပြန်ဖြည့်ပေးလိုက်တာမို့အသားရည်ကိုလည်းစိုးပြီးစေပါတယ်။အကောင်းဆုံးကတော့ရေခဲရေမဟုတ်ပဲအခန်းအပူချိန်ရှိတဲ့ရေဒါမှမဟုတ်ရေနွေးနွေးလေးကိုတောက်ပေးဖို့ပါ။အနည်းဆုံးရေဖန်ခွက်တစ်ခွက်ကနေ2ခွက်အထိတောက်ပေးရင်အကောင်းဆုံးပါပဲ။မနက်ကစားပြီးဖိုးဖိုးရင်နီလန်းလေးကိုစမ်းကြည့်လိုက်ပါ။တင့်ခန္ဓာကိုယ်မှာထူးခြားတဲ့ပြောင်းလဲမှုတွေခံစားရပါလိမ့်မယ်။